Hello အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ကိုယ့်အိမ်မှာဟိုဟာလေးနည်းနည်းဒီဟာလေးနည်းနည်းပြည့်ရမှာလဲ2မျိုးတစ်မျိုးတည်းရှင်းရင်လည်းမစားတော့စူပေါင်းဆက်ပေါင်းလေးဟင်းတစ်ခွက်လေးကိုဘယ်လိုလေးရှက်ပြမလဲဆိုတာကိုလာပြီးတော့ sharing လုပ်တာပါဒါကတော့ကျမမှာပဲပင်ပေါက်ရဲ့မှုရဲ့အနေငယ်ရဲ့ငရုတ်ပွားသည့်အစိမ်းရောင်နဲ့ငယ်ရဲ့ပါပထမဆုံးကျမကတော့ချက်သွန်ပြိုအရင်ကြိုက်တဲ့အတွက်ဗာပဲချက်သွန်ပြိုကတော့မပါမဖြစ်ပါပဲဓာပြရိုက်ထားတဲ့ချက်သွန်ပြိုလေးတွေကိုလာပြီးတော့စီတက်ပေးလိုက်ပါတယ်ချက်သွန်ပြိုကြိုက်တဲ့ကျမကဒီလိုမျိုးတိတိတတ်တာဝါဆာရတာကိုကြိုက်တဲ့အတွက်ဓာပြပဲရိုက်ပြီးသုံးပါတယ်မှုနဲ့ပဲပင်ပေါက်လေးတွေကိုနွမ်းအောင်ဒီလိုဆုံးလာကြော်ပေးလိုက်ပါတယ်ရတာတော့ကတော့စားလေးရဲ့soft လေးရဲ့အနေငယ်တုံထားပေးလိုက်ပါတယ်ပြီးတော့ရေလေးနည်းနည်းလေးထည့်ပြီးတော့ဒီပဲပင်ပေါက်လေးတွေဤအောင်အဖုံးလေးအုပ်ထားပေးလိုက်ပါတယ်နော်ပဲပင်ပေါက်လေးကတော့အချိန်မပေးရပါဘူးခဏလောက်ဆိုရင်ဤပါပြီပဲပင်ပေါက်လေးတွေဤသွားပြီဆိုလို့ရှိရင်စမကအခုနာအစိမ်းရောင်နေရုပ်ဖွားသေးလေးတွေကိုပပလေးလေးထားပေးလိုက်ပါတယ်ဒါလေးကိုအပေါ်ကနေလာပြီးတော့နှက်ဆက်အောင်ထည့်ပေးလိုက်ပါတယ်ရုပ်ပွားသေးလေးရလည်းတိတ်တိတ်သူဆိုရင်ဒီလိုမျိုးလေးတိတိတတ်တာလေးဝါဆရတာအရင်ကောင်းပါရဲ့နော်ဒီလိုမျိုးလေးလာပြီးတမပေးလိုက်ပါတယ်ရုပ်ပွားသေးရခဏလေးနဲ့ဤရဆိုတော့အကြာကြီးတော့ထားကြမလို့ပါဘူးအဖုံးလေးလာအုပ်ပေးလိုက်တယ်နည်းနည်းလေးအရှိလေးတွေနဲ့ဒီလိုမျိုးလေးအနေထားရပြီဆိုလို့ရှိရင်နော်အကျဉ်းအကြံလေးတွေဆွဆောင်ပြီးတော့ဟင်းလေးတစ်ခွက်ကိုဖန်တီးလို့ရပါတယ်နော်အားလုံးပဲမင်္ဂလာပါရှင်